လေးနည်းနည်းဆွဲပြပေးသွားမယ်ညီကိုချိုးလိုက်ရောင်းမယ်ကွာဘိန်းရှယ်လေးရောင်းမယ်ဒီတော့ဘိန်းရှယ်လေးရောင်းမယ်တော်ပြီဘိန်းရှယ်လေးရောင်းတော့ဟာ80နှစ်အကိုရပလက်ကတ်တော်လေးရတယ်နှစ်ချောင်းတော့ original တော်လေးနှစ်ချောင်းတော့ဆိုရအားလုံးကမင်္ဂလာပါဒီနေ့ကျွန်တော်ပြောတဲ့ share လေးရတော့ညီကိုတွေအမေးများနေတဲ့ Honda CB 400 Superဆိုင်ကယ် model လေးကလည်းမြင့်တယ်နော်2009 EF ပိုင်းလေးဖြစ်သွားရင်အင်ဂျင်ဖြူသေးတယ်နော်2008မဟုတ်ဘူး2009ဘိန်း share လေးနော်ဘိန်းနဲ့ share မယ်နော်ညီကိုနော်လုံးဝတစ်စီးလုံး အော်သေးပတ်လည်းမှန်နေရမယ်နော်စတီကာရရတာဒီမှာအမြုပ်နဲ့လာမှာနော်ညီကိုဘိန်း share လေးကိုကျွန်တော် share လေးလို့ပြောရအောင်ပါမရှိရင်တော့အမေးများရင်တော့ကဲစူပါဘိုး2စီးတောင်ရောက်ထားပါရင်နော်နောက်တစ်စီးလဲထပ်ပြီး mix up ပေးမယ်အခုကတော့ကျွန်တော်ပြောဆိုပဲလုံးဝဘိန်း share လေးနော်ရှေ့မှာဆိုရင်ဒါလုံးဝအပြည့်နော်ညီကိုဘယ်မှာပဲမောင်းလို့ရတယ် highway ထွက်ချင်လား highway ထွက်ချင်လည်းထွက်လို့ရတယ်ဟိုလားများဆိုလည်းအစ်ဖောက်တရားစာဒီမှာလုံးဝရှင်းမယ်နော်ဘုန်းနာတာလည်းရှင်းမယ်စီယိုစိတ်ကင်းမယ်ညီကိုတော့ခွေလေးလည်းအဖြူဒါညိုးလေးညီကိုလေးနှစ်ကောင်ရောက်ထားရနော်ဒီမှာရိတ်တရားစာလုံးဝဘုန်းနာပဲ့တာမရှိဘူးနော်ညီကိုနော်ရှေ့မှာရေတိုင်ကာဘာလေးရတာပါသေးတယ်ရေတိုင်ကာဘာလေးထည့်ပေးတာနော်ဒါလေးဒါထည့်ပေးတာတယ်ပြီးရင် original လေးလည်းပါတယ်ဒီမှာဘိန်းတစ်စီးလုံးမှာဆေးဆိုလည်းမမာသေးဘူးဆေးမရင်ကျွန်တော်ပါအောင်လာရိုက်သွားလိုက်ဆေးမသွားရင်ကျွန်တော်ပါအောင်လာရိုက်သွားရင်နော်ညီကို share ပဲလုံးဝဘိန်း share လေးအေးတော့ကွေးလည်းလှရင်နော်ညီကိုဖောက်တရားသာ original ဖောက်နေတယ်ဒီမှာအေးတော့တဲ့စိတ်ကွာဒီမှာဝရှိမူတာလုံးဝဂျပန်အေးတော့အမှန်ကန်ဒီအေသောနဲ့ရခြင်းဒီအေသောနဲ့ပေးမယ်အော်အေသောနဲ့ရခြင်းအော်အေသောနဲ့ပေးမယ်ဒါပေမဲ့တစ်စုံပဲရမယ်နော်ညီကိုဒီလိုကျွန်တော်ရောင်းချပေးမယ်ဈေးနှုန်းကလည်းကျွန်တော်350ကျော်လေးနဲ့ပဲရောင်းချပေးမယ်ညီကိုဈေးမပြောနေလို့နော်ဈေးလေးပါတစ်ခါထည့်ပြောလိုက်မယ်အတိအကျတော့မပြောတော့ဘူး350ကျော်လေးနဲ့ပဲရောင်းချပေးမယ်အပြောကောင်းရင်ကောင်းသလိုဈေးလျှော့ပေးမယ်ညီကိုနော်โอเคဒီဘိန်းလေးကိုကြက်နေတဲ့လို့ဝယ်ယူခြင်းဆိုရင်တော့ကျွန်တော်တို့ရဲ့ကိုမျိုးဝင်းမော်ဘီရှိုးတော့မှာလည်းမျက်မြင်ကိုယ်တိုင်လာရောက်လဲဝယ်အပေးနိုင်သူနေဝရညီကိုမိတ်ဆွေများတက်လဲကျွန်တော်တို့ရဲ့ Viber ဖုန်းနံပါတ်ကတော့399 984 2356 399 994 6333မှာလဲ Viber ဗီဒီယိုကအသေးစိတ်ကြည့်ရှုပြီးတော့ညီကိုစိတ်တိုင်းရကြည့်ရှုပြီးတော့လဲဝယ်အပေးနိုင်ပါတယ်အိမ်ရောက်ငွေကြေးစနစ်ကတော့အနီးနားတစ်ဝိုက်ကားတင်ပေးလို့ရတဲ့နေရာဆိုရင်ကျွန်တော်အိမ်ရောက်ငွေကြေးစနစ်နဲ့လဲလိုက်လံပြီးတော့အိမ်ရောက်ငွေကြေးစနစ်ပို့ဆောင်သွားအောင်မှာဖြစ်ပါတယ်ညီကိုကျေးဇူးတင်ပါတယ်နော်ညီကိုနော်